ဟေးလူခမရကားရှိမတိုးပဲအိပ်ပလော်နေတာလားစီဆိုင်ကိုဟိုတယ်မှနေလားဗျတိုးလေဗျာတိုးစီဆိုင်က VIP အဖိုးကြီးတချို့ကလည်းစီဆိုင်ရောက်မှပိုင်ရှင်နဲ့အညို့တော်ကျင်နေတာငါကဘသူတပည့်မင်းတို့ဆိုင်ကစီကဘလို့ဆိုပြီးဝန်တန်းကိုတရားဟောနေတာအနောက်ကလူတွေကတော့ဗုဒ္ဓဘာသာပြီးပြီးတီးကနေကြတာမဟုတ်ဘူးခမရကိုဝိုင်းထူးဖို့꽌ဒီရှာနေကြပြီဗျစီတန်းထဲကပါစေသမားဒါကတော့အစိုးဖုံးပဲကားကိုတန်းစီတဲ့ထားခဲ့ပြီးစိုက်ထဲမှာပါဆယ်သွားမှနေတာသူအလက်ရောက်လို့နောက်ကလူတွေကဟွန်းတီးတော့မှမုံဒုတ်ကြီးကင်ပြီးပြေးလာတာလीခမ ्या ကစီဖြည့်ဖို့လာတာလားစီဆိုင်မှာကြောင်းကန်လာလို့နေတာလားဗျာစီတိုင်ကြီးအဖုံးနဲ့နှစ်ပန်းလုံးတို့အကြာကြီးတန်းစီပြီးပတ်နာရောက်မှစီတိုင်ကြီးအဖုံးကဖွင့်မရဘူးဗျာအဲ့ဒီမှာတဲ့ဝန်တန်းတွေရောနောက်ကလူတွေရောဝိုင်းပြီးနှစ်ပန်းလုံးနေကြတာအဖုံးဖွင့်သွားတဲ့အချိန်ကြတော့လေစီဖြည့်ဖို့ပတ်စံကရှာမတွေ့ပြန်ဘူးခငါးတို့ကလူကိုစိတ်ရောဂါရအောင်တမင်တက်တက်လုံနေကြတာလားဗျာတန်းစီရင်စက်မနိုးတဲ့သူတန်းစီရတာကြာလုံးလို့အင်ဂျင်ပိတ်ထားရကနေစီဖြည့်ခါနီးမှာစက်ကပြန်မနိုးတော့ဘူးအနောက်ကကားတန်းကြီးကတမိုင်လောက်ရှိနေပြီအဲ့ဒီမှာတင်ကားကိုဝိုင်းထွန်းရဘက်ထရီအိုအကူတောင်းရနဲ့စီဆိုင်ကနေကျမ်းမာရေးလိကျင်ဝမ်းဆင်းနေရတယ်လို့ပဲဗျစီတန်းစီရတာကအချိန်ကုန်တာတင်မဟုတ်ဘူးအသက်ပါတိုးစေတာဗျခမ ्या တို့ရောအဲ့ဒီလိုပါရမီရှင်တွေနဲ့တွေ့ရင်ဘာလုပ်မလဲကျုပ်ကတော့အဲ့ဒီလူရဲ့တိုက်ရကိုလေပဲလျှော့ပစ်ချင်တော့တာပဲ